Assalamu alaikum ဒါတော့ခုနကျွန်တော်ပြောတဲ့ Tawakalna application ဖြစ်ပါတယ်ခုနလို sign up လုပ်ပြီးတော့ဝင်လိုက်ပြီဆိုတာနဲ့ဒီလိုပုံစံမျိုးမြင်ရမှာဖြစ်ပါတယ်ဒီဓာတ်ပုံရဲ့အောက်မှာနာမည်ရယ်ကိုယ့်ကိုပေးထားတဲ့နံပါတ်တစ်ခုရယ်ရှိမယ်ဆိုတော့ဒီတိုင်းမှာပဲဒီအောက်မှာအများကြီးတွားကြည့်လို့ရတယ်ခုဒီအောက်ကိုကျွန်တော်ပြမယ်ဒီဘက်မှာသူသုံးလို့ရတဲ့လေးတွေရှိပါတယ်ဒါပေမဲ့ကျွန်တော်တို့ဒီဥစ္စာတော့ဒီဥစ္စာဆိုင်နေမော်တွေဝင်တဲ့အချိန်မဲ့သုံးရတာဖြစ်တယ်လို့ကျွန်တော်အနေနဲ့သိတော့မသုံးပြလိုက်ပါဘူးသုံးပြမယ်ဆိုရင်လည်းဒီဥစ္စာဒီလိုပဲပြလိုက်ရုံပါပဲနောက်တစ်ခုကတော့ဒီမှာရှိတယ်အေတမရဏဖြစ်တယ်အေတမရဏကတော့အဓိကသုံးရမယ်အေတမရဏမှာဒီမှာဥမရာရှိတယ်တဝဖအတွက်ဥမရာဘုတ်ခင်တဝဘုတ်ခင်ပရင်းနေနိုဘယ်ရောဒါဆိုတာဒါဟိုဟာထဲမှာဟိုဆလမ်ဝင်ပေးတာကိုပြောတာမဟုတ်ဘူးဆလမ်ဝင်ပေးတဲ့ဥစ္စာကရောတော့မှဆလမ်ဝင်ပေးတဲ့ဥစ္စာအပါမစ်မလို့ဝင်လို့ရတယ်ဒီဥစ္စာဘာကိုပြောတာလဲဆိုရင်ဒါကရီယာလိုဂျန်နာမှာနော်နမတ်ဖတ်တဲ့အတွက်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်နမူနာလေးပြပါမယ်โอเคတော့ကျွန်တော်မလုပ်ပါဘူးဥမရာနှိပ်လိုက်ပါဥမရာသွားမယ်ဆိုရင်ဒီမှာကိုယ့်ရဲ့နာမည်ပေါ်လာမယ်တစ်ချက်နှိပ်ပါပြီးရင် continue လုပ်ပါလုပ်ရင်ဒီမှာရနိုင်တဲ့ date တွေပေါ်လာမယ်ဒါတွေအားလုံးကရနိုင်တဲ့ date တွေကြီးပဲအယောင်ကဘာကိုကွာသွားတာလဲဆိုလို့ရှိရင်29ရက်နေ့ဆိုအနီပြနေတယ်29ရက်အနီရောင်ရှိတဲ့နေ့ရတာရန်ကိုကြက်တယ်ဆိုတာကိုပြတယ်28ရက်နေ့တိတ်မကြက်ဘူး29ရက်နေ့မှာ30ရက်နေ့29 30မှာစိမ့်နေတဲ့ဒါတွေကအရင်ခြောင်တဲ့အချိန်တွေခြောင်တဲ့နေ့တွေဖြစ်တယ်အဲ့တော့ကျွန်တော်ဒီအောင်ရွေးပြမယ် Monday 28ရက်နေ့ရွေးလိုက်မယ်အဲ့ဆိုရင်ဒီမှာ time slot 2နာရီပေါ့နော်တခါတယောက်ကို2နာရီ time slot ပေးထားတယ်အဲ့မှာကြိုက်တဲ့ time slot တစ်ခုရွေးလိုက်ပါအစင်းအောင်ရွေးမယ်ဆိုလို့ရှိရင်အကောင်းဆုံးပဲအစင်းအောင်ရွေးတဲ့အချိန်မှာလူနည်းနေတဲ့အချိန်တွေဖြစ်တဲ့အတွက်ဒီရောင်တွေကိုရွေးတာကောင်းတယ်အဲ့လိုမှမဟုတ်ဘူးဆိုလည်းမိမိစိတ်ကြိုက်ကိုနှစ်သက်တဲ့အချိန်ကိုယူလို့ရတယ်အဲ့မှာတစ်ခုရွေးလိုက်မယ်ရွေးပြီးသွားတဲ့အချိန်မှာဒီကတော့ parking ကတော့တိတ်ပြဿနာတော့မရှိဘူးကျွန်တော်တို့တစ်ခုရွေးလိုက်တယ်ဘာပဲရွေးတစ်ခုရွေးလိုက်လို့ရတယ်ပြီးသွားလို့ရှိရင်ဒီမှာရှိတဲ့ instruction ပေါ့နော်သူဖတ်ရမယ်ဆိုပြီးပြောထားတယ်ဒီဟာလေးကိုဝင်ဖတ်ကြည့်ပါသူ rule လေးတွေရေးထားတယ်နောက်ဒီဘက်ကိုလည်း assembly point ဆိုတဲ့ဥစ္စာလေးဖတ်ကြည့်လိုက်ပါမဖတ်လို့ရှင်လေဒါလေးကိုဒီလိုနှိပ်ပြီးပြန်ပိတ်လိုက်တာနဲ့ရသွားပြီအဲ့ဒါဆိုလို့ရှင်ဒီမှာ obligation to see instruction ဒီကဖတ်ပြီးကြောင်းပေါ့နော်ဒါအမှတ်လေးချစ်လိုက်ပြီဆိုလို့ရှင်ဒီမှာ continue လို့နှိပ်လိုက်တာနဲ့ဒါကိုယ့်ရဲ့ appointment ကconfirm ဖြစ်သွားပါပြီ